Robert Pires လို့ပြောလိုက်တာနဲ့ Arsenal ပရိသတ်တွေရဲ့ရင်းထဲမှာရွှေခေတ်တစ်ခုပြန်ပေါ်လာပါလိမ့်မယ်။ပြင်သစ်သားချောမွေ့လှပတဲ့ကွဲလည်ဖန်တီးရှင်2000ခုနှစ်မှာ Arsenal ကိုရောက်လာချိန် Premier League မှာအနည်းငယ်ရုန်းကန်ခဲ့ရပေမယ့်မကြာခင်မှာပဲသူဟာ Arsene Wenger ရဲ့လက်ထက်ကအဖို့တန်လက်နဲ့ထစ်လာခဲ့ပါတယ်။သူ့ရဲ့ဒဲတောင်ပန်ကစားပုံကိုကြည့်ရင်ကြပြတစ်ပုတ်လိုလှပနေပါတယ်။ဘောလုံးကိုခြေထောက်နဲ့ကပ်မိဆွဲပေးပုံပြိုင်ဘက်ကိုလွှဲပတ်ကြောဖြတ်ပုံတွေဟာအမြင်အာရုံကိုဖန်ဆားနိုင်ခဲ့ပါတယ်။အထူးသဖြင့် Thierry Henry နဲ့သူ့ရဲ့အတွဲညီပုံကမယုံနိုင်စရာပါပဲ။တစ်ယောက်ကချောမွေစွာဖန်တီးပေးပြီးတစ်ယောက်ကအဆုံးတတ်ပါတယ်။2001နှစ်ခန့်နှစ်ရာသီမှာအကောင်းဆုံးကစားသမားဆုကိုရခဲ့တယ်လို့2003နှစ်ခန့်လေးရာသီ Invincibles အသင်းရဲ့အင်ဂျင်လက်ထစ်ခဲ့ပါတယ်။ဒဏ်ရာတွေနာကျင်မှုတွေကြားကနေသူ့ရဲ့ကစားဟန်လကိုဘယ်သူမှမမေ့နိုင်ပါဘူး။သူဟာ Arsenal အတွက်စုစုပေါင်း84ကိုတွင်းယူခဲ့ပြီးအဲ့ဒီထက်ကစပါးကိုတွင်းတဲ့ဂိုးများကပရိသတ်တွေအတွက်အချိုမီဆုံးပါတယ်။ဥရောပချန်ပီယံလိဂ်ဘောလုံးပွဲမှာအနီးကပ်ဖျက်ခံရလို့စိတ်ပြည့်ထရပါမယ်။သူ့ရဲ့ဂုဏ်သက်ခါဟာဘယ်တော့မှမကျဆင်းခဲ့ပါဘူး။1998ကမ္ဘာဖလားနှစ်ခန့်ဥရောပဖလားရှင် Robert Pires ဟာကစားဟန်ရဲ့အလှတရားနဲ့အောင်မြင်မှုကိုပေါင်းစပ်ပေးခဲ့တဲ့ Arsenal Legend စစ်စစ်ပါပဲ။နောက်ထပ်ပဲကစားသမားအကြောင်းထိလို့တယ်လေ။ comment မှာတို့ခဲ့နော်